စီကလည်းတစ်နှစ်မှတစ်ကြိမ်ပဲကျင်းပါတယ်ပေါ့နော်အဲ့တော့ပြင်မဲ့သူတွေကမိကုန်းဟောင်းလေးတွေကိုဒီမှာလေ့လာတာပါပေါ့နော်အဲ့တော့အခန်းကြီးကိုဖြေမယ်ဆိုလို့ရှိရင်မေကုန်းဟောင်းမေကုန်းဘယ်နှပုတ်ဖြေရမလို့ဆိုလို့ရှိရင်နိကြီးမှာဆိုလို့ရှိရင်နိကြီးခန်းတိန်မောနိုင်ကကြတော့အားလုံးထဲမှာမောနိုင်အကြီးကတာဆန်းကကြတော့ခီကျွဆွချီခီဆိုတာခီကျွဆွချီခီဆိုတာကရေးဖြေပေါ့နော်လက်ရေးနဲ့ရေးပြီးတော့ဖြေရမယ်ဟာကိုခီကျွဆွချီခီက3ပုံရှိတယ်အဲ့ဒါမှစန်တက်ကူပေါ့နော်စန်တက်ကူဆိုတာကဒီမဲ့ယွန်ရှိကီယွန်ရှိကီတကူအစ်ဆွချီကီဆိုတာကယွန်ရှိတကူအစ်ဆွချီကီဆိုတာကပေါ့နော်မိကုန်း၄ခုတည်းကမှစန်တက်ကူလောက်ရတယ်ပေါ့နော်၄ခုပေးထားတယ်၄ခုတည်းကမှတစ်ခုပြဲစန်တက်ကူမွန်တိုင်းပေါ့နော်အဲ့ဒါက၄ခုတည်းက၄ခုမိကုန်းပေးထားတဲ့ဟာတွေကနေပြီးတော့မှတစ်ခုရွေးပေးရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ GMPD မှာတော့ပေါ့နော်အဲ့တော့အဲ့ဒါကိုကျတော့နံပါတ်4နဲ့5ထဲမှာ4နဲ့5ထဲကကျတော့ရွေးမာတို့ဝိုင်းပေးရတာပေါ့နော်အဲ့တော့ဒီ4ခုထဲကနေပြီးတော့မာတို့ရောဘဲဆန်မှန်နေဆိုမာတို့ဝိုင်းပေးရတဲ့ပုံပေါ့နော်အဲ့တော့1ကနေ3ကတော့မဖြစ်မနေရေးပြေဟာမျိုးဖြစ်ပြီးတော့4နဲ့5ကကျတော့စန်တက်ကူမွန်တိုင်းဖြစ်ပါတယ်စန်တက်ကူမွန်တိုင်းဆိုရေးပြေဖြစ်ရမယ်အဲ့တော့4ကတော့သူကအဲ့တော့မှန်တဲ့ဟာတွေကိုဒီလိုမာတို့ပုံစံလေးနဲ့လူလေးစပုတ်ရှိဆိုတော့ဒါနမူနာပုံစံလေးလောက်ထားတာGMPD မှာဝိုင်းတယ်လို့ဝိုင်းပေးရမယ်အဲ့တော့ငါကကြတော့မိုးနိုင်ငံကကြတော့ဘယ်လိုမျိုးလဲဆိုရင်မိုးနိုင်ငံမှာကြာလို့ရှိရင်သူကခန်းချစ်ကူမှာဆိုလို့ရှိရင်သူကခွဲထားတယ်ပေါ့နော်ကိုကဘာနဲ့ဖြည့်ချင်တာလဲကိုကအခုခက်ခံအနေနဲ့လိုအပ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့အတွေ့အကြုံကဘာနဲ့အတွေ့အကြုံရှိရလဲကိုကဘယ်မှာလုပ်နေရလဲပေါ့နော်အဲ့တော့ခန်းချစ်ကူမှာဆိုလို့ရှိရင်ကိုကအတွေ့အကြုံဘာနဲ့လုပ်နေရကိုကဆောင်းပွဲဖောင်တင်လိုက်တဲ့ကပေါ့နော်ခန်းချီကူနဲ့တင်တာလားအခုတိုင်းနဲ့กินတာလားရှီယာကင်းနဲ့တင်တာလားအဲ့ပေါ်မှာမူတည်ရပေါ့နော်ကိုကခန်းချီကူနဲ့တင်ထားပြီးတော့မှကိုဟိုင်းရဲ့နံပါတ် B ပေါ့နော်မိုးနိုင်ကားကိုတွားပြမယ်ဆိုရင်အမှတ်လုံးဝမရပါဘူးအဲ့တော့ကိုတင်ထားတဲ့ဟာမှာဖောင်တင်လိုက်တဲ့မှာကိုကဘာတွေ့ကြုံရှိရဲဘယ်ဥစ္စာကိုပြီးမှလဲခန်းချီကူနဲ့တင်မှာပေါ့နော်ခန်းချီကူဆိုလို့ရှိရင်တော့ဒါအပန်းပေါ့နော်အပန်းဆိုတာရေဝါပြင်ခန်းချီကူအစားအဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးပါတယ်ပေါ့နော်အစားနေအစားဟောဆောက်တဲ့ဟာမျိုးစဉ်ခန်းချီကူတော့ဥပမာအဖြစ်တီးတဲ့အနေနဲ့ကိုကခုတိုင်းပဲလုပ်တယ်ခုတိုင်းလုပ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီခုတိုင်းဟာကိုပဲဖြည့်ပေးရမယ်ရှီယာကဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းတွေကရှီယာကဲအချော့တက်ပိုင်းတွေပဲလုပ်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့မိုးနိုင်စီကိုဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ရှီယာကဲဆိုလို့ရှိရင်စေးတုတ်တာလားပေါ့နော်အောက်ကတိုင်းလို့လောက်တာလားအဲ့ဒီပေါ့မှာမဟုတ်သေးဘူးပေါ့နော်အဲ့တော့ကိုကဘယ်ပေါ်မှာမူတည်ပြီးတော့လောက်တာလဲပေါ့နော်အဲ့တော့ခုတိုင်းဆိုလို့ရှိရင်ဘာဆောက်တွေဆောက်တာလဲဆိုတဲ့ဟာပေါ်မှာမူတည်ပြီးတော့မှဒီဥစ္စာကိုနံပါတ်5ကဖြည့်ပြရတယ်ပေါ့နော်အဲ့တော့5ကကိုတင်လိုက်တဲ့ဖောင်ပေါ်မှာမူတည်ပြီးတော့ A ဖြည့်ရမှာလား B ဖြည့်ရမှာလား C ဖြည့်ရမှာလားရှိရပေါ့နော်အဲ့ဒီဥစ္စာကလည်းအဲ့ဒီဘယ်လိုပြောမလဲခါကကီရောက်လာတဲ့အခါမှာတခါတည်းပါပြီးသားပေါ့နော်ကိုကဘင်းဆန်နဲ့ဖောင်တင်ထားရဲဆိုတော့အဲ့ပေါ်မှာမူတည်ပြီးတော့မျိုးကုန်းပေါ်မှာပြန်ပြီးတော့ရှစ်ပေးရတယ်ပေါ့နော်အဲ့ဒါဒီနောက်မှာပါပါတယ်အဲ့ဒါလေးကိုရှင်းပြပေးမယ်အဲ့တော့ तू ကနံပါတ်1ကိုပြင်မယ်ဆိုလို့ရှိရင်ရေးပြဖြစ်တဲ့အတွက်ကြောင့်မို့ तू ကဘယ်လိုလုပ်ရမလဲဆိုခိုးကြည့် तू ကဘာလာမယ်ဆိုတာကိုမသိဘူးပေါ့နော်ဘာလာမယ်ဆိုတာကိုမသိဘူးအဲ့တဲကမှကိုကကြည့်ဒီရဲ့မိကုန်းကိုဖတ်ပြီးတဲ့အခါရောက်တော့မှမိကုန်းနဲ့ကအထက်ကဒါဒီသူပေးထားတဲ့အကြောင်းအရာတွေကိုဖတ်ပြီးတော့မှကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုက်နေတဲ့ဟာကိုရေးပေးရတဲ့ဟာမျိုးပေါ့နော်အဲ့တော့သူကဒိုးပုတ်ကူနဲ့ဆန်လို့ရှိရင်ခန်းကြီးကနည်းနည်းလေးပူခတ်တယ်လို့ပြောရတယ်ဒိုးပုတ်ကူကကြတော့ခဲခံကိုရွေးပြီးတော့ကိုကြက်ရုံပဲပေါ့နော်ကိုယ့်ရဲ့ခဲခံတိုင်းရေးရုံပဲသူကကြတော့ခန်းရှိကိုကကြတော့ကိုယ့်ရဲ့ခဲခံပေါ်မှာမူတည်ပြီးတော့သူ့ရဲ့မေးခွန်းပေါ်ကိုမေးခွန်းကိုကြည့်ပြီးတော့ပြန်ဖြေပေးရတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံကိုanki လုပ်ပြီးတော့ blind ချက်ပြီးတယ်မှအဆောင်ဘက်မှာတွားဖြေလို့မရဘူးပေါ့နော်သူ့ရဲ့ဟာထဲကဘာတွေပေးထားတာလဲအဲ့ဒီဥစ္စာကိုကြည့်ပြီးတော့မှသူကဖြေရတယ်ပေါ့နော်အဲ့တော့မေးခွန်းကလည်းနည်းနည်းရှိတယ်ပေါ့နော်ပြောမယ်ဆိုတော့ခတ်တာမခတ်ဘူးပေါ့နော်တက်မျက်စိကိုမချုပ်အောင်လုပ်ထားတဲ့ပုံစံမျိုးတော့ပေါ်တယ်ပေါ့နော်အဲ့တော့မေးခွန်းကိုနည်းနည်းဖတ်ပြမယ်ဆိုလို့ရှိရင်တော့သူကဒီမှာဆိုလို့ရှိရင်လည်းသူကဘယ်လိုမျိုးရှိအောင်ဆိုလို့ရှိရင်ကိုကဘာနဲ့ဖြေမှာလဲဆိုတော့ပေါ့ဖောင်တင်ပေါ်မှာလည်းပုံမှာမူတည်တယ်ပေါ့နော်အဲ့တော့မွန်တိုင်းတက်ကတော့သူကဒါတွေပဲဖြစ်ပါတယ်ပေါ့နော်ခိုးကြီးရှီယန်ဘိုရှိတို့နာတို့တော့ခန်းဆိုလို့ဆိုတော့ဒီခိုးကြီးမှာလုတ်ပြီးတော့မှအချိန်ပေါ့နော်နှောင်လေးသွားတယ်နှောင်လေးမှုတွေကိုကောက်ွယ်ဖို့အတွက်နဲ့ပတ်သက်ပြီးတော့ခန်းကရဲလုတ်ပြီးတော့ကိုယ့်ရဲ့ခန်းခဲခံဖူမာရဲပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုနင်းပြီးတော့လို့ပြောမှာကိုယ့်ရဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးတော့မှစုကင်းတော့ဒီပေါ့နော်ပဲကြီးနိရှိမဲ့စုနိနော်မွန်နိုင်ကိုခတာရဲတဲ့ခတာဆိုင်ပေါ့အဲ့တော့သူဒါတွေထဲမှာသူဘာတွေရေးထားတော့ဆိုလို့ရှိရင်
A ကနေပြီးတော့ဒီ C သူ့ရဲ့ main ပုံစံရှင်းရှင်းပြနည်းနည်းလေးဒုဗဟုလဆိုင်ခန်းကြီးကရှုပ်တယ်ရှုပ်တော့တေချာလေးပြန်ရှင်းပြမယ်ပေါ့နော်အဲ့တော့သူ့ရဲ့မိခွန်းဟောင်းကိုမလေ့လာထားပဲနဲ့ဆောင်းဝဲမှာတွားပြမယ်ဆိုရင်တော့လုံးဝယူဖြေနိုင်မှာမဟုတ်အဲ့တော့မိခွန်းဟောင်းအရင်ကြည့်ထားပေါ့နော်အဲ့တော့သူကပြောထားပြီးသားဒီမှာပထမအဆုံးဖြေမယ်ဆိုလို့ရှိရင်ကိုကခိုင်းတိုင်ခိုးကြီးနဲ့ရေးမှာလားနောက်ပြီးလို့ရှိရင်ချင်းချစ်ကူအနေနဲ့ရေးမှာလားခိုင်းရှုအနေနဲ့ရေးမှာလားကိုယ့်ရဲ့အတွေ့အကြုံကိုဘာနဲ့ရေးမှာလဲဆိုတော့ကိုကအရင်ဆုံးစဉ်းစားရမယ်အဲ့တော့သူက e ရိုဟာရှိတယ်ကိုကခိုင်းတိုင်ဆိုတာကအဖြက်ပဲကွန်ကရစ်တီပေါ့နော်အေးဖြိုမယ်ဖြက်မယ်ဆိုတဲ့အတွေ့အကြုံကကိုကရှေ့ကန်လာလို့အဲ့ကောင်းစင်နဲ့ရွေးကျင်တယ်ဆိုလို့ရှိရင်တော့ e ကိုရွေးပါအဲ့လိုမှမဟုတ်ဘူးကိုယ့်ရဲ့စင်ကြီးကိုအစ်ဆောက်တဲ့အစာအုပ်ဆိုတော့ရွေးကျင်တော့ row ကိုရွေးပါခိုင်းရှုဆိုတော့ပြန်ပြီးတော့ပြင်တာပေါ့နော်အစာအုပ်ပြန်ပြင်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဟာကိုရွေးပါအဲ့တော့ဒီသုံးခုတွေကမှကိုကဘယ်ဟာကိုရွေးမှာလဲရွေးမဲ့ဟာပေါ်မှာမူတည်ပြီးတော့မှမာတို့ရွေးပေးရမယ်ပေါ့နော်အဲ့တော့အဲ့ဒီမာတို့ရွေးပေးရမယ်ဟာဘယ်မှာပါတာတော့ဆိုလို့ရှိရင်ဒီမှာပေါ့နော်နံပါတ် E ပေါ့နော်ခိုင်းတိုင်ခိုးကြီးဆိုလို့ရှိရင်ခိုင်းတိုင်ခိုးကြီးနဲ့ပတ်သက်ပြီးတော့ဟာဒီဥစ္စာကိုဖတ်ပါနော်ရှင်ကြီးကူနဲ့ရွေးမဲ့လူကတော့ဒီဥစ္စာကိုဖတ်ပါကိုကတော့ရှင်ကြီးကူနဲ့ပဲရွေးပြီးတော့ရှင်ကူလို့မာလိုတိုင်းပြီးတော့ဒီရှင်ကြီးကူဟာကိုပဲဖတ်တယ်ပါနော်အဲ့တော့သူခန်းကြီးကူကဖြေမဲ့လူပေါ်မှာမူတည်ပြီးတော့မေးခွန်းကကွဲသွားအဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကခိုင်းတိုင်အကြောင်းနဲ့ဖြေမှာလားရှင်ကြီးကူအကြောင်းနဲ့ဖြေမှာလားအခုပေါ့နော်ခိုင်းရှူပေါ့နော်ဖြင်းတဲ့အကြောင်းနဲ့ဖြင်းပါလားအဲ့တော့ခိုင်းရှူအကြောင်းနဲ့ဖြင်းနေဆိုတော့ဒီဟာကိုဖတ်ပေါ့နော်အဲ့တော့ဒါကနံပါတ်1အတွက်မေးခွန်းပေါ့နော်ဒီနံပါတ်4တိုင်းကလေးအတွက်ကဖြေတော့မယ်ဆိုလို့ရှိရင်တော့ဒီထဲကအကြောင်းအရာတွေကိုဖတ်သွားပြီနော်အဲ့တော့ဖတ်သွားပြီဆိုတော့နံပါတ်1မှာတော့ဘာတွေရေးအောင်ဆိုလို့ရှိရင်ခိုးမှုကူပေါ့နော်ဒီရဲ့အကြောင်းအရာကတော့ဘာလို့လဲဇိုင်းလျောပေါ့နော်အဲ့တော့ဒီမှာပထမဆုံးမေးခွန်းကိုဖတ်မယ်ဆိုလို့ရှိရင်တော့သူကတစ်မှာမှဘာရှိတော့ဆိုလို့ရှိရင်